လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အနေအထားအရလူတွေကလမ်းပြောင်းနေတာတော့အမှန်ပဲဒီအချိန်မှာဝင်ငွေရပေါက်ရလန်းအကြောင်းပြောရင်အရန်စိတ်ဝင်စားကြတယ်ဥပမာဘဲအက်ကိုသုံးလို့ရှိရင်ပတ်စံဝင်တာအစပေါ့လေဒါတွေကတကယ်တော့ထင်သလောက်မလွယ်ပါဘူးသူနည်းသူဟန်တော့ရှိတာပေါ့လေကိုလောက်ရမှာပညာသင်နေတယ်ဆိုရင်ဆက်သင်ကိုလှုပ်ရှားအလုပ်ကိုဆက်ပြီးတော့လုပ်ပါကိုကြီးရင်းပေါ့လေဒီမှာရောက်နေတဲ့သူတွေလည်းလမ်းပြောက်တယ်နော်ဘယ်လိုလမ်းပြောက်လဲဆိုတော့ဥပမာဗျာပတ်စံစုမိတယ်ပဲထားအောင်အဲ့ဒီပတ်စံကိုမြန်မာပြည်ကိုလှမ်းပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တယောက်ကိုစီးပွားရေးလုပ်ခိုင်းအောင်မယ်ပေါ့ဒါပေမဲ့ချင်းနေမကောင်းပါဘူးဘာဖြစ်လို့ကိုယ့်ရဲ့မိသားစုဝင်ရစမယုံကြည်ရတဲ့ခက်ကဖြစ်နေတဲ့အတွက်ကျွန်တော်တို့လည်းလမ်းပြောက်နေတာပဲအမှန်တော့အမှန်ပါပဲဗျာ